မင်္ဂလာပါ Samuel the Blueprints ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ ကျွန်တော်လုပ်ထားတဲ့ဒီ Smart Social Media Reporting System မှာဒါဘယ်အရာတွေကထူးခြားချက်ရှိတာလဲနောက်တစ်ခုကကြတော့ဘယ်လို features တွေပါတာလဲဒီ system ကဘယ်လိုလည်ပတ်နေရလဲဆိုတဲ့အရာတွေကိုကျွန်တော်ဒီနေ့မှာအသေးစိတ်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ request လုပ်တာတော့ကျွန်တော်ဒီ sheet ကိုဒီ Google Sheet ကိုကျွန်တော်ပြင်ဆင်ထားတယ်ပေါ့နော်ဆိုတော့ Google Sheet ကိုပြင်ဆင်ရတဲ့အကြောင်းရင်းကလည်းဘာလဲဆိုရင်ကျွန်တော်တခြား platform တွေရွေးချယ်တဲ့အခါမှာဒါဘယ်လိုကောင်းလဲဒီ user friendly မဖြစ်ပါဘူးဆိုရင်ဒီအတွက်ကြောင့်မလို့အကုန်လုံးဒါ organization တိုင်းအသုံးပြုကြတဲ့လူတိုင်းအားလုံးအသုံးပြုနိုင်ကြကျွန်တော် Google Sheet ကိုပဲကျွန်တော်ရွေးချယ်ထားတာဖြစ်တယ်နောက်တစ်ခုကကြတော့အခုတင်ပြတဲ့အချိန်မှာကျွန်တော်နည်းနည်း excuse လုပ်ချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီအခုပြထားတဲ့ screen recording မှာကျွန်တော် formula တွေကိုတော့ကျွန်တော်ခြံထားပြရစီဘာဖြစ်လို့လဲဆိုတော့ဒါအကုန်လုံးလည်းဒီဟာကိုကျွန်တော် download လုပ်စေချင်တယ်အသုံးပြုကြည့်စေချင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေရာမှာတော့ပြတဲ့အချိန်မှာတော့ကျွန်တော် formula လေးတွေကိုတော့ကျွန်တော်ခြံထားပါမယ်အဲ့တော့ကြည့်လိုက်ရအောင်ပေါ့နော်ဆိုတော့ဒီ smart social media reporting system ကိုကျွန်တော်လုပ်ရတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့reporting ဆိုတဲ့အရာကိုကျွန်တော်တို့ဒါကြောက်ကြတယ်ပေါ့နော်ဘာလို့ကြောက်လဲဆိုတော့ report လုပ်ပြီးဆိုတဲ့နောက်တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ data တွေကျွန်တော်ထည့်ရပြီအချိန်ကြာတယ်အချိန်ယူတယ်ပြီးရင်နောက်တစ်ခုကကြတော့ကို data ကိုကပြန်ပြီးတော့မှဒါအထက်ကိုတင်ပြတဲ့အခါမှာဒါ visualize ဖြစ်ဖို့အတွက်အထက်ကိုvisualize ဖြစ်ဖို့အတွက်ပေါ့နော်သူတို့ရဲ့ direction ကောင်းကောင်းပေးနိုင်ဖို့အတွက်သူတို့ကိုဒီ data တွေပြရတယ်အဲ့တော့ကျွန်တော်တို့က report ပြီးတော့ report နဲ့ပြီးတော့ reporting and analysis ဆိုတဲ့အရာမှာရှိတယ်ပေါ့နော်ဆိုတော့ဒီ data ကနေမှတစ်ဆင့် analysis လည်းလုပ်ရတယ်အဲ့တော့ data ဒီနံပါတ်1ကျွန်တော်မှန်ကန်ဖို့လိုတယ်နောက်တစ်ခုကကြတော့ operation ကိုလည်းပဲဒါ effective ဖြစ်ဖို့လိုတယ်ဒီ data ကြောင့်ပဲဒါကျွန်တော်တို့ performance လည်း reflect ဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်မလို့ကျွန်တော် reporting ကကျွန်တော်ဘယ်လောက်ပဲဒါလုပ်ရတာပြင်းတယ်ပြောကျွန်တော်တို့ reporting လုံးမဖြစ်မှာအဲ့တော့ကျွန်တော်တို့သွားနေတဲ့အရာတွေကျွန်တော်လုပ်နေတဲ့လုပ်ရက်တွေအားလုံးဒီ data ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဘယ်အရာကိုတော့ဆက်လုပ်မယ်ဘယ်အရာကတော့ improve ထပ်လုပ်ရမလဲဆိုတဲ့အရာတွေကိုဒီကိန်းကိန်းနဲ့နေတာပဲကျွန်တော်တို့ကိုဒါလမ်းညွှန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် reporting ကလုပ်ကိုလုပ်ရမယ်ဆိုတော့ဒီလို reporting လုပ်တဲ့အခါမှာကျွန်တော်ရှေ့ကပြောသလိုပဲmanually လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1အားဖြင့်ကတော့ဘာလဲဆိုတော့ဒါ accuracy rate အနေနဲ့ကျွန်တော်မှန်နိုင်ခြင်းနည်းတဲ့ data တွေကနံပါတ်2အနေနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် operation hours ကနေပြီးတော့မှကျွန်တော်ဖည့်ပြီးပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ operation လုပ်ရမယ့်အချိန်ကိုဖည့်ပြီးပေးရတယ်ဆိုတော့ဒီနေရာမှာ social media ဖြစ်တဲ့အတွက်ကြောင့်မလို့ platform များလေလိုချင်တဲ့ data များလေသိချင်တဲ့ data များလေဒါအထက်ကတောင်းတဲ့ data များလေကျွန်တော်တို့ကဒါ operation hour တွေဖည့်ပြီးပေးရတယ်ဆိုတော့နေ့တစ်ဝက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ဒါတစ်ပတ်မှာတစ်ရက်လုံးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒါတွေပြီးသွားရောလားဆိုတော့မဟုတ်ဘူးဒီ data တွေကိုကျွန်တော်တို့က reporting လုပ်ပြီးပြီ data တွေကျွန်တော်တို့ထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့က meeting တွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ reporting meeting လုပ်ပြီးဆိုရင်လည်းကျွန်တော်တို့ဒါအနည်းဆုံးတော့တစ်နာရီဒါကိုယ့်ရဲ့ manager နဲ့ပြီးရင်ပြီးမပြီးရင်ကိုယ့်ရဲ့အထက်မှာနောက်ထပ်ဘယ်သူတွေရှိနေလဲဒီဟာတွေအထိကျွန်တော်တို့က marketing team ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါတွေတချို့တွေဆိုရင်ဒါ C-level တွေနဲ့ direct အလုပ်လုပ်ရတဲ့အရာရှိဒီ reporting ဆိုတော့ဒါ reporting ကအရေးကြီးတယ်နောက်တစ်ခုကကြာတော့ဘယ်လောက်အချိန်ယူလဲရလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြတာဒီအတွက်ကြောင့်တချို့ organization တွေမှာဘာတွေလုပ်လဲဆိုတော့ paid social media tools တွေကိုသုံးတယ်ဆိုတော့ subscription fees တွေသူကတစ်လမှာ$15ကနေ$20လောက်ထိပေးရတယ်ဆိုတော့အဲ့ပေးလိုက်တဲ့အတွက်ကြောင့်မလို့အကျိုးခံစား권အားဖြင့်ဘာတွေရတယ်လဲဆိုရင်ကျွန်တော်တို့ platform တွေအကုန်လုံးနဲ့သူက API ချိတ်ဆက်ပြီးတော့မှအဲ့ platform က data တွေအကုန်လုံးကို dashboard တစ်ခုထဲမှာပဲ live ကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့ဒီမှာလည်းအားနည်းချက်အားသာချက်တွေအများကြီးရှိတယ်တချို့တွေကြတော့ဒါဒီလိုမျိုးဒါဒီ starter ဒါ seed တစ်ခုကိုပဲကျွန်တော်တို့$15 ပေးရတဲ့အတွက်ကြောင့်မလို့တွေ့ကြတော့လည်းပဲဒါ teams member အများကြီးကြည့်ဖို့အတွက်မဖြစ်နိုင်ဘူးအသုံးချဖို့အတွက်မဖြစ်နိုင်ဘူးနောက်တစ်ခုကကြတော့ဒီ technology ဘိုင်းအားနည်းတဲ့ teams တွေမှာဆိုရင်လည်းပဲဒါတွေအသုံးပြုဖို့အတွက် barrier တွေနည်းနည်းရှိလိမ့်မယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်တို့ဘလောက်ပဲဒီ dashboard တွေဘလောက်ပဲထွက်လာတယ်ပြောဒါတွေကိုတော့ကျွန်တော်တို့ကပြတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ management team တွေကိုကျွန်တော်တို့ပြတဲ့အခါမှာကျွန်တော်ပြန်ပြီးတော့မှဒီဘယ်လိုကောင်းလဲကို management ဒါ friendly ဖြစ်တဲ့ဒီ Google ကိုပဲကျွန်တော်တို့ Google Sheet တောင်းလို့မဟုတ်လဲExcel ကိုပဲပြန်ရောက်သွားတဲ့ဟာတွေလည်းရှိတယ်ဆိုတော့ထူးမနေရောဘူးပေါ့နော်ဆိုတော့ကိုကတော့ visualize ဖြစ်ချင်လို့ကိုကတော့တောင်းနေဒါပေမဲ့ဒီလိုပဲပြန်ဖြစ်တယ်ဆိုတဲ့အခါကျတော့
ဒါပေမဲ့ဘယ်လောက်ပဲဒီဟိုဆိုပါစို့Google Sheet မသုံးဒီတိုင်းပဲသွားမယ်ဆိုရင်လည်းကျွန်တော်တို့ဒီ data တွေဒီနာအဲ့မှာနေပြီးတော့တာမဟုတ်ဘူးကျွန်တော်တို့က reporting ပြီးတော့ analysis ဆိုတဲ့အပိုင်းမှာကျွန်တော်လူရဲ့အားလဲကျွန်တော်တို့ကစိုက်ထုတ်ရတယ်အဲ့တော့ data တွေကိုကျွန်တော်တို့ကြည့်မယ်နောက်တစ်ခုက data trends ကိုကျွန်တော်တို့ကြည့်မယ် data trends ကိုကြည့်ပြီးတော့မှကျွန်တော်တို့ detail ဘာလုပ်ရမလဲဆိုတဲ့အရာကိုကျွန်တော်တို့က analysis လုပ်တယ် anyway ဘယ်လောက်ပဲပြောပြောကျွန်တော်တို့လူရဲ့ခွန်အားနဲ့လူရဲ့ဒါဉာဏ်ပညာနဲ့ကျွန်တော်တို့ကထည့်ပြီးတော့မှအလုပ်လုပ်ရတယ်။ Okay လူရဲ့ဉာဏ်ပညာနဲ့အလုပ်မလုပ်ချင်ဘူးကျွန်တော်တို့ဒီခေတ်ကာလမှာ Meta မှာဆိုရင် Manus AI agent ပါတယ်။ဆိုတော့ Manus AI agent နဲ့လုပ်မယ်ဆိုရင်လည်းဒီဟာကလည်းပဲဒါကျွန်တော်တို့ free version ဒီဒါအကုန်လုံးလည်းသိပါလိမ့်မယ်။အရင်ကြီးဟိုဒါကျွန်တော်တို့ ਨੇ အဆင်ပြေနေတဲ့ဟာမျိုးမဟုတ်ဘူး။ဆိုတော့သူ့ကိုလည်းပဲ page ပေးရတယ်ပေါ့နော်။ဆိုတော့okay ဒါတွေအားလုံးကိုကျွန်တော်ဒီအတက်နိုင်ဆုံးအနည်းဆက်ဆုံးကျွန်တော်တို့အတွက်ကျွန်တော်တို့မြန်မာပြည်ကဒီဒါ operate တကယ်လုပ်နေကြရတယ်ကျွန်တော် professional တွေနဲ့တကယ်အဆင်ပြေတဲ့ system တစ်ခုကိုကျွန်တော်တိစောက်ထားတယ်ဆိုတဲ့အရာကိုဒီနေ့ဒါပထမဆုံးကျွန်တော်ပြောပြချင်တယ်ဆိုတော့ smart social media reporting system မှာနံပါတ်1အားသာချက်လို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ tabs တွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီထဲမှာတကယ် user ဖြစ်ရမယ့်နေရာနှစ်နေရာတယ်ဘယ်နေရာလဲဆိုတော့ဒီက post log ဆိုတဲ့နေရာရယ်နောက်တစ်ခုက weekly account import ဆိုတဲ့နေရာရယ်ပဲဖြစ်ရမယ်ဆိုတော့ post log ဆိုတဲ့နေရာမှာအများကြီးပဲကြည့်လိုက်ရတယ်မလန့်သွားတယ်ကျွန်တော် post log ဆိုတဲ့နေရာမှာကျွန်တော် DT ပဲဖြစ်ရမှာကျန်တဲ့အရာတွေဒီဒါတွက်ချက်တဲ့အရာတွေပေါ့နော်ဒါ engagement rate data တွေ CTR rate data တွေဒါတွေအကုန်လုံးဒီ system ကသူ့ဘာသာသူတောက်အောင်မယ်အဲ့တော့ okay ဒီဟာကိုတစ်ချက်ကျွန်တော်နည်းနည်းရှင်းပြမယ်ဆိုတော့ဒီနေရာမှာဘာတွေထည့်ရမလဲဆိုတော့ကျွန်တော် post ID post date ဒါကတော့သိတဲ့အတိုင်းပဲကျွန်တော်တို့ဘယ်အပတ်မှာစပြီးတော့ပါဒါတွက်ချက်တယ်စပြီးတော့ report လုပ်တယ်ဒါကျွန်တော် platform ရွေးချယ်တယ် platform မှာဆိုရင်လည်းပဲကျွန်တော်ကတော့ဒါ Facebook ရယ် LinkedIn ရယ် TikTok ရယ်ဆိုပြီးကျွန်တော်ကထည့်ထားတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီ3ခုကိုသုံးတယ်ပေါ့နော်။တော်တော်များများလဲဒီ3ခုကိုသုံးကြလိမ့်မယ်လို့ထင်တယ်။ဆိုတော့ Facebook ရယ် LinkedIn ရယ် TikTok ရယ်ထည့်တယ်။နောက်တစ်ခုကကျတော့ content type အားဖြင့်ဆိုရင် carousel လား static လား video လား reels လား story လားဆိုပြီးထည့်တယ်။ pillars အားဖြင့်ဆိုရင်လည်းဒီမှာကျွန်တော်မိတ်ဆွေကိုကဘယ် pillars စီနဲ့တွားနေရလဲဆိုတဲ့အရာကိုထည့်လို့ရတယ်။ဆိုတော့ pillar ထည့်တယ် content type ထည့်တယ်နောက်တစ်ခုကကျ campaign ကိုကဘယ် campaign အတွက်သွားတဲ့ pillars လဲ content လဲကိုက brand visibility အတွက်လား lead magnet အတွက်လား revenue အတွက်လားဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ကဒီဟာထည့်ထားတယ်ပေါ့နော်အဲ့တော့ post title အားဖြင့်ဆိုရင်လည်းဒီမှာ post title ထည့်အဲ့တော့ဒီဟာဒီ post title ပြင်ကျွန်တော်က topic angle ပေါ့ကိုကဘယ်ရှုထောင့်ကနေရေးတာလဲ pain point ကရေးတာလား authority နေရာရေးတာလား shop နေရာရေးတာလား CTA ကိုတန်းခေါ်တဲ့ဟာလားအဲ့တော့နောက်တစ်ခုက CTA တိုက်ပါကျွန်တော်ထည့်ထားတယ် comment လား visit profile လား direct message လား download လားနောက်ကဒီမှာဆိုကျွန်တော်တို့ paid လား organic လားအဲ့မှာကျွန်တော် reach တွေထည့်မယ် impression တွေထည့်မယ်ဒါကတော့ပြီးဆိုလို့သိပါတယ်ဒါ manually တွေထည့်ရတဲ့ဟာတွေပေါ့နော် engagement ထည့်မယ် likes ထည့်မယ် comments ထည့်မယ် shares ထည့်မယ် save ထည့်မယ် link clicks ထည့်မယ် leads ထည့်မယ် spend ထည့်မယ် revenue ထည့်မယ်ဒီထိပဲဒီ WT ပဲကျွန်တော်တို့က manually ထည့်မယ်ဆိုတော့အတက်နိုင်ဆုံးထည့်ရလွယ်ကူအောင်လည်းပဲဒါကျွန်တော်တို့ဒီမှာဆိုရင်ရွေးထည့်စရာတွေဟွာတွေနဲ့ဒါကျွန်တော်ထည့်ထားပေးရပေါ့နော်ကျန်တဲ့ဒီ M ကနေ WT လောက်ပဲကျွန်တော်တို့ကကိန်းဂဏန်းဖြည့်ရမှာအဲ့ကိန်းဂဏန်းဖြည့်ပြီဆိုရင်ကျွန်တော်ဒီမှာစပြီကျွန်တော် system ကပဲ automatic engagement rate ရယ် CTR rate ရယ်နောက်ကကျ snapshot date ရယ်နောက်က post age ရယ်ဆိုတော့ post age ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာပြောပြမယ်ဆိုတော့ post age ကိုဘာလို့ထည့်ထားရလဲဆိုတော့ကျွန်တော်တို့ဒီဒေါ်လာ20လောက်ပေးပြီးသုံးနေရတယ်ကျွန်တော်တို့ paid social media tools တွေကသူ့ရဲ့အားသာချက်ဒီကျွန်တော်ဘာလို့သူ့ကိုကျွန်တော်သုံးရလဲဆိုတော့သူ့စီမှာ data ဒီ live sync ရတယ်ဆိုတော့ live sync ရတယ်ဆိုတဲ့ဟာကဆိုတော့ Facebook မှာအခုကြည့်လိုက်တော့ဒီ post တစ်ခုဒီ like 10ခုရတယ်ဒါပေမဲ့နောက်ထပ်9မိနစ်နေတော့15ခုရတယ်ဗျာဆိုတော့အဲ့15ခုပြောင်းသွားတဲ့အလိုက်ကိုပဲကျွန်တော်ဒီအဲ့ paid social media tools တွေ Zoho တို့မှာသူကအဲ့ဟာတွေသူက live ကျွန်တော်တို့ကဒါဒီ data တွေကြည့်လို့ရတယ်ဆိုတော့ကျွန်တော် manually မှာအဲ့ဒါတွေကြည့်လို့မရဘူးဒါပေမဲ့ကျွန်တော် data ဖြည့်ရဲ့အချိန်မှာ manually နဲ့သိကြအောင်ကျွန်တော်ကဘာကိုထည့်ထားလဲဆိုတော့ဒီ estimation logic ကိုကျွန်တော်ထည့်ထားတယ်ဆိုတော့ဆိုပါတော့မိတ်ဆွေကအပတ်စဉ်တောက်ကြနေမနက်တိုင်းကို reporting လုပ်တယ်ဒါပေမဲ့အဲ့တောက်ကြနေမနက်မှာလုပ်တဲ့ reporting ဒီကြာတာပတိညကတင်တဲ့ post တစ်ခုဖြစ်နေတယ်ဗျာ
ကြာသာပတိညမှာတင်တဲ့ post ကိုမိတ်ဆွေကတောက်ကြနေမနက်မှာ report လုပ်ရပြီဆိုရင်ဒါဒီ H band အားဖြင့်ဆိုရင်ကျွန်တော်တို့ကဒါကို trust ချက်လို့ရတယ်ပေါ့ဆိုပါတော့ဒါ0ရက်ကနေ2ရက်အတွင်းဆိုရင်ဒါကျွန်တော်တို့ reach multiplier အနေနဲ့ကျွန်တော်က 1.2 ဆိုပြီးတော့ကျွန်တော်တို့ဒီ engagement လဲ1.2ပေါ့နော် 1.15 ဆိုတော့3ရက်နေ့ကနေ5ရက်နေ့အတွင်းဆိုရင်ကျွန်တော်1.1နဲ့တွက်ထားပြီးရယ် Facebook မှာပဲဒါ6ရက်ကျော်သွားတဲ့ post ဆိုရင်ကျွန်တော်တို့က1အနေနဲ့ပဲဆိုတဲ့သဘောကကျွန်တော်တို့က make sure ဖြစ်အောင်ဆိုတော့ဒီ0ရက်ကနေ2ရက်အတွင်းကိုဒါတင်ထားတဲ့ post တွေဒီသူ့မှာဒါပြောင်းလဲနိုင်ခြေရှိတယ်ဆိုတော့ 1.2% ပြောင်းလဲနိုင်ခြေရှိတယ်လို့မျိုးဒါ3ရက်နေ့ကနေ5ရက်ထိရှိနေတဲ့တက်တန်းရှိနေတဲ့ post တွေဒီ 1.1% ဒါပြောင်းလဲနိုင်ခြေရှိတယ်ဆိုတော့အဲ့အတွက်ကြောင့်မို့လို့ဆိုပါစို့ကျွန်တော်တို့ကဒီအပတ်တောက်ကြနေမှာဒီပတ်တောက်ကြနေမနက်မှာလုပ်တဲ့report ဒီအဲ့ post ကိုကြည့်လိုက်လို့အဲ့ post ဒီပြီးခဲ့တဲ့စနေနေ့တုန်းကတင်ထားတဲ့ဟာဆိုရင်ကျွန်တော်တို့ဒါလေးအဲ့ကိန်းကနန်းဒီတေးကြနိုင်ရှိအများများတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော် reach multiplier မှာကျွန်တော်1 man ထည့်ထားတာအဲ့တော့မိတ်ဆွေကဆိုပါစို့ဒီ post log မှာကိုက post တွေမှာကိုကဒီ H band ပေါ့နော်ကျွန်တော်ဒီကကိုက post date နဲ့ post date ကိုထည့်ထားရုံနဲ့လက်ရှိကို report လုပ်တဲ့ date ကိုထည့်ထားရုံနဲ့အဲ့ဒီမှာတခါတည်းသူကဘာလုပ်ပေးမှာလဲဆိုတော့ဒါ post age days ကိုတခါတော့တွက်ချက်ပေးတာဖြစ်မယ်ဒါဆိုရင်တင်ထားတဲ့ post ကြီးကျွန်တော်တို့ထည့်လိုက်ပြီဒါ post date ကတလပိုင်း9ရက်နေ့တော့တင်ထားတာကျွန်တော်တို့ setup မှာကျွန်တော်တို့ကဒီနေ့ဒီဒါ4လပိုင်း4ရက်နေ့ဆိုပြီးကျွန်တော် setup လုပ်ထားတယ်အဲ့တော့ကြောင့်မလို့သူ့ရဲ့ post တော့ဒီမှာဝင်ကြည့်မယ်ဆိုရင် post age days ဒီဗါလဲ89ရက်ဖြစ်နေပြီ89ရက်ဖြစ်နေတဲ့ကြောင့်ဒီ data ဒီမှန်နိုင်ခြေများတယ်အဲ့တော့ data confidence မှာသူကြီး high ဖြစ်တယ်နားလည်မလားမသိဘူးเนาะကျွန်တော်ပြောတာအဲ့တော့ data confidence မှာဆိုရင်သူကဘာဖြစ်နေလဲဆိုတော့ high ဖြစ်နေတယ်အကယ်၍အဲ့လိုမှမဟုတ်ဘူးကျွန်တော်ရှေ့ကပြောသလိုမျိုး0 to 2 days ဆိုရင်တေချာပေါက်တွေသူ data confidence မှာ low ဖြစ်နေပါဆိုတော့3 to 5 days median ဖြစ်နေပါအဲ့တော့ဒီမှာဒီရက်တွေအကုန်လုံးဒီ X ကစလို့နောက်ပိုင်းတွေအကုန်လုံးဒီသူကသူ့ဘာသာသူပဲကျွန်တော်တို့ကိုတွက်ချက်ပေးသွားမယ်ဆိုတော့ကျွန်တော်တို့မှာဆိုရင်ဒါကျွန်တော်ရှိမှာဆိုရင်ဒါဘာရှိလဲဆိုရင်ထပ်ပြမယ်နော်ဆိုတော့ကျွန်တော်တို့ဒါကဒီနေရာဆိုရင် platform benchmark ဆိုပြီးထည့်ထားတဲ့နေရာကဆိုတော့ကိုယ့်ရဲ့အထက်လူကြီးကမင်းဒီလထဲမှာ KPI ဒီ Facebook မှာဆိုရင်တော့ engagement rate က 4.5% ရရမယ် CTR ကတော့ 1.8% ရရမယ်ဒါဒီကျွန်တော်တို့ဒီလထဲမှာရရမယ် KPI တွေဖြစ်နိုင်တယ်ဗျာ KPI တွေဖြစ်တယ်အဲ့တော့ဒီ KPI တွေရဖို့အတွက်မင်းဒီဒါ reach ကဘယ်လောက်ရရမယ်9000ရရမယ် skill threshold ကဒါ85ရရမယ် improve threshold က55ရရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ KPI ထည့်ပေးတာဆိုတော့အဲ့ KPI နဲ့ပါ तू ကတခါတည်းတိုင်းတာမှာဆိုတော့ဒီမှာ KPI တွေသူ့ဘာသာသူထည့်ထားတယ်ပြီးတော့ engagement weight ကဘယ်လောက်လဲဆိုတော့ရတာဒီဘယ်လောက်လဲ weight ကဘယ်လောက်လဲအဲ့ဒီမှာဒါတွေရလာပြီးတော့နောက်ဆုံးကျွန်တော်တို့ကဘာတွေကိုမြင်ရမလဲဆိုရင်နောက်ဆုံးအကုန်လုံးဒီမှာ estimate reach တွေ estimate engagement တွေရပြီးတော့မှ prep score ကိုကျွန်တော်မြင်ရမယ်အဲ့တော့ prep score ဒီဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့ဘယ်ထိရှိမလဲဆိုရင်ကျွန်တော်တိုင်းတာလို့ရတဲ့အရာဒီဒီမှာဆိုရင်122 130ထိကျွန်တော်ရှိတယ်အဲ့တော့ဒီ prep score ဒီဘာအတွက်လဲဆိုတော့ဒီက decision အတွက်ပဲဆိုတော့ကျွန်တော်တို့မှန်တိုင်းပြောရရင် management ကကြည့်မှာဒါပဲဗျဒီက management director ဖြစ်ဖြစ်ဒါကိုယ့်ရဲ့ head ဖြစ်ဖြစ်ကိုယ့်ရဲ့ C level ပဲဖြစ်ဖြစ်ကြည့်ပါလေဒီနေရာပဲဆိုတော့မင်းရှိမှာမင်း engagement တွေဘယ်လောက်ရခဲ့တာလဲမင်း engagement တွေဒီ post မှာဘယ်လောက်ကောင်းနေရလဲဆိုတဲ့အရာတွေစိတ်ဝင်စားဖို့သူလိုချင်တဲ့အရာတွေဒီပါလဲသူလိုချင်တဲ့ goal တွေပါလဲသူလိုချင်တဲ့ KPI တွေပါလဲအဲ KPI နဲ့တွက်ချက်ပြီးမင်းကိုအမှတ်ပေးမယ်ဆိုတော့ဒီမှာ80ရတယ်80ရတဲ့အတွက်ကြောင့်မလို့သူ decision ကဆုံးဒါပါလဲဆိုတော့ဒါတခါတည်း auto link လုပ်ထားတဲ့အရာဗျာဒါ score နဲ့တခါတည်းတန်းပြီးချိန်ထားတဲ့အရာဒီမှာဆိုရင် improve ရှိတယ် skill ရှိတယ်ဒါ stop ရှိတယ်ဒါဆိုလုံးဝစုပ်ပြတ်တဲ့နေရာဆိုရင်ဒါကျွန်တော်တို့ stop လိုက်ဒီဟာကိုနောက်ထပ် angle တစ်ခုနဲ့ပြောင်းပြီးတော့မှလုပ်လိုက်ဒါ skill ရှိတယ် improve ရှိတယ်ပေါ့နော်ဆိုတော့ဒါ improve ဆိုရင်ဒါတခါတည်း recommendation notes ကလည်းတခါတည်းရေးထားပြီးသားဒါ automatic ကျွန်တော်တို့ဒါ link လုပ်ပြီးတော့မှရလာတယ်ဒါ score တွေကိုဒါတွက်ချက်ပြီးရလာတဲ့အရာ
observe and refine ကျွန်တော်ပြန်ပြီးတော့မှဒါကို improve လုပ်မယ် observe and refine ကျွန်တော်ထပ်ပြီးတော့မှပြင်ဆင်မယ်ဒီမှာဆိုရင် skill လောက်ထားတဲ့အရာဆိုရင်ဘာလဲဆိုတော့ improve CTA and efficiency ဒါကဒီကအလကားဖြစ်နေတာမဟုတ်ဘူးဗျာကျွန်တော်တို့ဒါလက်နဲ့ typing ရိုက်ထားတဲ့အရာမဟုတ်ဘူးကျွန်တော်ဘာလဲဆိုတော့ CTA improve လုပ်ရမယ်နောက်တစ်ခါကျ landing transition ကိုမင်းပိုကောင်းအောင်လုပ်ရမယ်ပေါ့နော်ဆိုတော့ဒီဟာဒီဘာဖြစ်လို့လဲဆိုတော့ engagement တွေကောင်းနေရတာနဲ့ engagement ကောင်းနေရတာနဲ့ဒါ post reach တွေလည်းကောင်းနေရတာနဲ့မင်းကဒါ CTA နဲ့ဒါ conversion မှာမင်းဒီဒါလိုအပ်ချက်တွေနည်းနည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီ data တွေကိုမှသူအရှိတ်ကျွန်တော်တို့ manually ဖြည့်ရတဲ့ data တွေကိုတွက်ချက်ပြီးတော့မှသူကဒီထိကျွန်တော်တို့ကိုဒါ recommendation notes တွေကျွန်တော်ထုတ်ပေးနေရဖြစ်တယ်ဆိုတော့ကျွန်တော်တို့တကယ် management လိုချင်တာလဲဒီပုံစံပဲသူတို့ဒီဒါဟို data တစ်ခုချင်းစီ like ကိုဗျာကျွန်တော်တို့ကြည့်ပြီးတော့မှဒါမင်းဒီ post ဆိုရင်တော့ဒါမျိုးများများထုတ်ပေးပါအောင်လို့ပါတော့ကျွန်တော်တို့ဒီ engagement blog ရနေလဲဆိုတဲ့အရာလေးတွေဒါမျိုး engagement ကောင်းတယ်ဒါဆိုရင်ဒီဟာထုတ်ပြီးဆိုတဲ့ဟာမျိုးမဟုတ်ဘူးကျွန်တော် data တွေအကုန်လုံးတွက်ချက်ထားတယ်ကျွန်တော်လိုချင်တဲ့ KPI အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ score တွေ weight တွေလည်းကျွန်တော်တို့တွက်ချက်ထားတယ်တွက်ချက်ပြီးတဲ့အခါကျတော့မှဒီ recommendation notes ကိုထည့်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်ဖြည့်ရမယ့်နေရာမှာဒီမှာဆိုရင်ဘာပဲရှိမလဲဆိုရင်ကိန်းကနန်းဖြည့်ရမယ့်ဟာဆိုလို့ကျွန်တော် M ကနေ W ထိပဲရှိမယ်ဆိုတော့ကျန်တဲ့ဟာတွေဒီကျွန်တော်တို့ဒါထုံးစံအတိုင်းပဲကျွန်တော်ထည့်ရမယ်ကျန်တာတွေအကုန်လုံးဒီကျွန်တော်တို့ကိုဒါ system ကနေပြီးတော့မှတွက်ချက်သွားပြီးတော့မှနောက်ဆုံးအဆုံးသတ်မှာဒီထိကျွန်တော်တို့တွက်ချက်ပေးမှာဖြစ်တယ်ဆိုတော့ post log ကိုထည့်ပြီး post log မှာ manually ထည့်ရမယ့် data တွေပြီးရင်ကျွန်တော် weekly account ကိုလည်းကျွန်တော်ထည့်ရမယ်ဆိုတော့ weekly account ဆိုရင်တော့နည်းတာပဲဗျာကျွန်တော်အပတ်တိုင်းထည့်ရမယ်ဟာကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒါ start ဘယ်ဘက်ကနေဘယ်ဘက်ကိုကျွန်တော်တို့စပြီးတင်စမှာလဲဆိုတဲ့ဟာကြီးကျွန်တော်ဘယ်ဒါဒီဘယ်လာလဲဒါတစ်လပိုင်းကိုကျွန်တော်ကြည့်ထားတာဆိုတော့ follower ဒီဒါအစမှာဒါဒီတစ်လပိုင်းလအစမှာ follower 12000ရှိတယ် follower and ဒီ12120ဖြစ်သွားတယ်အဲ့တော့ဒါ new follower အနေနဲ့ကျွန်တော်တို့120ရမယ်ဆိုတော့ဒီဟာဆိုရင်ဒါ new follower ဆိုရင်ဒီဟာဆိုရင်ကျွန်တော်တို့ကိုတွက်ချက်ပြီးထားတဲ့အရာ profile visits ဒီဒါ420ဒါကျွန်တော်တို့ထည့်တဲ့ကဏ္ဍဖြစ်တယ် page views ဒီ910 impression ဒီလောက်ရတယ်ဒီလောက်ရကျွန်တော်ဒါတွေ manually ထည့်ပါမယ်ဆိုတော့ဒီမှာဆိုရင် system လုပ်တဲ့အပိုင်းဒီဒါ new followers ခုပဲရှိတယ်အဲ့တော့ကျွန်တော် post log နဲ့ weekly account import နှစ်နေရာပဲထည့်ရုံနဲ့ကျွန်တော်ဘာတွေရအောင်လဲဆိုတဲ့အရာကိုကျွန်တော်ဆက်ပြီးပြောပြမယ်ဗီဒီယိုအဆုံးထိကြည့်ပေးပါဆိုတော့ weekly report ကိုကျွန်တော်တို့ဒီပုံစံနဲ့မြင်ရမယ်ကျွန်တော်ရှေ့မှာနှစ်နေရာပဲထည့်ပါနော်ကျွန်တော်ဒီ post log နဲ့ weekly account import နှစ်နေရာပဲထည့်ပါအဲ့နှစ်နေရာထည့်ပြီးပါရအောင်လဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်weekly report ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီအပတ်ထဲမှာဒီလထဲမှာဒီပတ်ထဲမှာ post ဘယ်နှခုတင်ခဲ့တယ် reach ဘယ်လောက်ရခဲ့တယ် impression ဘယ်လောက်ရခဲ့အဲ့ဒါဒီတခါတည်းတွက်ချက်ထားပြီးသားအရာတွေ engagement ဘယ်လောက်ရခဲ့တယ် clicks ဘယ်လောက်ရခဲ့တယ် leads ဘယ်လောက်ရခဲ့တယ်ဒါနောက်ကြတော့ post engagement rate ကဘယ်လောက် post CTR rate ကဘယ်လောက် follower gains ကဘယ်လောက်ကျွန်တော်တို့ရခဲ့တယ်ဆိုတဲ့အရာတွေကိုဒီမှာဒါတွေအကုန်လုံးဒီဘာဖြစ်လဲဆိုတော့အကုန်လုံးဒီဒါ system ကတွက်ချက်ပေးတဲ့အရာတွေကျွန်တော်တို့လက်နဲ့ manually တွက်ထားတဲ့အရာတွေတခုမှမပါဘူးဆိုတော့သူ့မှာလည်းပဲဘာလဲဆိုရင်ဒါ signal ရှိတယ်ဆိုတော့ကျွန်တော်တို့မှာဆိုရင်ဒါ account engagement ကဘယ်လောက်ဒါaccount clicks ကဘယ်လောက်ဘယ်နှခု account engagement ဘယ်နှခု account clicks ကဘယ်နှခု account leads ကဘယ်နှခုအဲ့တော့ကြောင့်မလို့ဒီဟာဆိုရင် weekly signal အားဖြင့်ဆိုရင် strong ဖြစ်တယ်ဆိုတော့ဒီနေရာမှာဒီအပိုင်းနေဆိုရင်ရော့နေပြီဆိုရင်တေချာပေါက်ကတပတ်လုံးစာမှာရော့နေပြီဆိုကျွန်တော်က strong လို့မပေါ်ဘူး weak လို့ပေါ်မှာဆိုတော့ improve ဆိုရင်လည်း improve တိုးတက်ဖို့လိုသေးရဲ့ဆိုတဲ့အရာတွေကျွန်တော်တို့ကပေါ်မှာ average ဆိုရင်လည်း average လို့ပေါ်မှာပေါ့နော် weak ဆို weak လို့ပေါ်မှာပေါ့နော်ဆိုတော့ဒါတွေဒီကျွန်တော်တို့က score နဲ့ကျွန်တော်တို့တခါလေးချိန်ပြီးတော့မှကျွန်တော် formula တွေတခါလေးချိန်ထားပြီးတော့မှဒီ system ကသူ့ဘာသာသူအလုပ်လုပ်ပြီးတဲ့အရာဖြစ်တယ်ဆိုတော့ weekly report လုပ်ပြီးတော့ကျွန်တော် monthly report ကိုလည်း system ကသူ့ဘာသာသူပဲလုပ်ပေးတယ်ဆိုတော့ဒါဆိုကျွန်တော်တို့3လပိုင်းအထိတွက်ထားတဲ့အရာတွေဆိုတော့တစ်လပိုင်းမှာ post ကဘယ်နှခုရှိရဲတစ်လပိုင်းမှာ post 10ခုရှိတယ် post reach ကဘယ်လောက်ရှိရဲ post impression ဘယ်လောက်ရှိရဲ post click ကဘယ်လောက်ရှိရဲ post leads ကဘယ်လောက်ရှိရဲ post engagement rate ဒါတွေဒီအကုန်လုံးဒီမှာဆိုရင်လည်းပဲ monthly signal ဆိုရင်လည်းပဲစောနာကျွန်တော်တို့ဒါ engagement weekly signal နဲ့အတူတူပဲကျွန်တော်ဒီမှာဆိုရင် strong ရှိမယ် average ရှိမယ် weak ရှိမယ်ဆိုတော့ဒီဟာတွေနဲ့ကျွန်တော်တို့တွက်ထားတဲ့အရာတွေဖြစ်တယ်ဆိုတော့ဒါတွေအကုန်လုံးဒီလေ system ကသူ့ဘာသာသူတွက်ထားတာ okay ဒါပဲလားဟုတ်ဘူးဘယ် platform မှာဘယ် post ကကျွန်တော်တို့တကယ်အလုပ်ဖြစ်လဲမဖြစ်လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကတွက်ချက်မှာ Facebook မှာဆိုရင်တဲ့ဒီမှာဆိုသူတွက်ထားတဲ့အရာဒီဒါ system ကသူ့ဘာသာသူတွက်ထားတဲ့အရာဒီ Facebook မှာဆိုရင်ဒီမှာဆိုရင်ဒါ post က12ခုရှိတယ်ဒီလအတွက် post က12ခုရှိတယ် engagement rate က 4.9% ရှိတယ်
average CTR က 1.2% ရှိတယ် average least per post က12ခုရှိတယ်ဆိုတော့ average pop score က 91.3333 ဒါ score ကဒီလောက်ဖြစ်သွားပြီပေါ့နော်ဆိုတော့ skill ကောက်မှာဆိုရင်ဒီလောက်ရှိတယ်အဲ့တော့ improve ကောက်မှာဆိုရင်ဒီလောက်ဒါတွေ system ကသူ့ဘာလို့တွက်သွားတယ်ဟာ stop count ကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဒီဟာတွေပြီးတော့မှဒါ stop count ဆိုရင်တချို့ဟာတွေဆိုရင်ဒီရှေ့မှာကျွန်တော်ပြတယ် post log မှာဆိုရင်ဘယ်ဟာဆိုရင်ဒါဗာလဲမကောင်းတော့ဘူးဒါမကောင်းတော့ဘူးရက်ရမယ်ဆိုတဲ့ post တွေပေါ့နော်ဒီဟာမျိုးကဒါတစ်ကောက်ရှိတယ် sorry platform analysis ဒါ post count ဒီ stop count ကတစ်ကောက်ရှိတယ်အဲ့တော့အဲ့ပါဆိုရင်ဒီခါလဲကျွန်တော်တို့ကဒီမှာထည့်ခဲ့တဲ့ post log ကိုကြည့်ပြီးတော့မှဘယ်ကျွန်တော်တို့ content type ကတော့ကျွန်တော်တို့အတွက်ဒီ platform အတွက်သင့်တော်ပါတယ်ဆိုတဲ့အရာကိုထည့်ထားပြီဒီမှာဆိုရင် best content type ဆိုရင် carousel နောက်တစ်ခုကကြောက် weakest content type ဆိုရင်သူကဘာဖြစ်လဲဆိုတော့ reel နဲ့ short နဲ့ဘာလို့လဲဆိုတော့ဒီကရှေ့မှာကျွန်တော်ရလာတဲ့ result ကိုကြည့်ပြီးတော့သူ့ဘာသာ system ကတွက်ချက်ပြီးတော့ဒါတွေပါထုတ်ပေးရ linking ဆိုရင်လည်းပဲ carousel မှာဆိုရင် weakest content ဆိုရင် reel တွေ short TikTok ဆိုရင်လည်းပဲ video ဒီမှာဆို reel တွေကျွန်တော်တို့ဗျာအရင်ကဆိုရင်ဗျာသိရမလားဒီ video တွေကတော့ပေါက်သွားတယ် video တစ်ခုပေါက်တယ်ဒါပေမဲ့ video တစ်ခုပေါက်တိုင်းဒီ platform မှာကျန်တဲ့ video တွေအများနဲ့ပေါက်မယ်လို့ကျွန်တော်တို့တွက်ချက်လို့မရအောင်အဲ့တော့ပေါက်တဲ့ video ပေါက်သွားပြီ free တဲ့ video ကြောက်အောင်လည်းပဲvideo 10 ပုတ်တင်တယ်ဗျာတ post လောက်ကပဲကောင်းကောင်းကန်ကန် like တွေရှိပြီးတော့ engagement တွေကောင်းကောင်းကန်ကန်ရှိပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကဒါဘာမှမရှိတော့ဘူးဒါဘာမှမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကဘာမှအဖတ်မတင်ဘူးဗျာဒီကဆိုတော့အဲ့တော့ကျွန်တော်တို့ကခါကြလူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လူဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လောက်ပဲ emotion ကင်းအောင်ကျွန်တော်တို့ဒီလုပ်တယ်ပဲပြောကျွန်တော်တို့စိတ်ထဲမှာယူဆတဲ့အရာတွေကကျွန်တော်တို့ data ဖြည့်တဲ့အခါမှာတော့ပါတာပဲ analysis လုပ်တဲ့အခါမှာလည်းပဲကျွန်တော်တို့ကပါတာပဲစိတ်ခံစားချက်ကပါတာပဲကျွန်တော် preference တွေကပါတာပဲဆိုတော့အဲ့အတွက်ကြောင့်မို့လို့ကျွန်တော် data ကိုတကယ်အမှန်ထွက်ဖို့ဆိုရင်ကျွန်တော်တို့ကကိန်းဂဏန်းအတိုင်းသူ့ဘာသာသူ data system score ကိုကျွန်တော်တို့ကချနိုင်အောင်တတ်နိုင်ဆုံးချပြီးတော့မှကျွန်တော်တို့ဘာ feelings မှမပါတဲ့ system တစ်ခုကျွန်တော်တိစောက်မှပဲရမှာဆိုတော့ကျွန်တော် platform analysis လုပ်ပြီးတော့ content analysis လည်းကျွန်တော်ဒီမှာလုပ်လို့ရတယ်အဲ့တော့ Facebook မှာဆိုရင်ကျွန်တော်တို့ static content က post က4 post ရှိတယ်အဲ့မှာ average engagement rate က 4.1% ရှိပြီးတော့မှ average CTR က 1.2% ရှိတယ်အဲ့တော့ average leads က 10.5% ရှိတယ်အဲ့တော့ average score ဒီမှာဆိုရင်ထွက်လာပြီဆိုတော့ score ဒီမှာဆိုရင်81.75 105 80.83 98 116အဲ့ဟာတွေထွက်လာပြီဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က average score များတဲ့ average score များတဲ့ဘာတွေလဲ post တွေဆိုရင်ကျွန်တော်တို့ကတင်လို့ရတယ်ဒီမှာဆိုရင်TikTok မှာဆိုရင် video တွေဆိုရင်ကျွန်တော်ဒါများများတင်ပဲပေါ့နော်ဆိုတော့ဒါက content type ကိုကျွန်တော်တို့ကဒါ analysis လုပ်တာဒီဘက်မှာဆိုရင် content pillar ကိုကျွန်တော်တို့ကခါတဲ့ analysis လုပ်လို့ရတယ်ကျွန်တော်မှာ pillar ကကျွန်တော်တို့ဒီလတွေမှာဒီ quarter မှာကျွန်တော် pillar 5ခုတင်မယ်ထားပါတော့ဆိုတော့ဘယ် pillar ကကျွန်တော်တို့ audience အတွက်တကယ် CTR ကောင်းတာလဲတကယ် list ရတာလဲတကယ် engagement ရတာလဲဆိုတဲ့အရာကိုကျွန်တော်တို့ကတွက်ချက်ဖို့အတွက်ကျွန်တော်ဒီမှာလဲတစ်ခါတည်းဒါ assistant သူ့မှာလည်းသူတွက်ထားပြီးသား average score ကိုသူတွက်ထားတယ်ဆိုတော့ဒီဟာကိုကြည့်ပြီးတော့ပဲကျွန်တော်တို့ကဒါဘယ် post တွေတော့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ဆက်သွားလို့ရမလဲဘယ် post တွေကျွန်တော်တို့တကယ်အလုပ်ဖြစ်တယ်လဲဆိုတဲ့အရာကိုကျွန်တော်ပြင်ရလိမ့်မယ်ဒါ content pillar ဒါက content type ဆိုတော့ဒါတင်မဲလားဆိုတော့မဟုတ်ဘူး smart insight ဆိုပြီးတော့ရှိတယ် smart insights ကဘာလဲဆိုရင်ကျွန်တော်ပြောပြပါမယ်အဲ့ဒါဒီကျွန်တော် decision ဘိုင်းတွေကျွန်တော်ရောက်လာပြီ decision ဘိုင်းတွေရောက်လာပြီနောက်တစ်ခုက confidence ဘိုင်းတွေရောက်လာပြီနောက်တစ်ခုကကြတော့ KPI တကယ်ထိလားမထိလားဆိုတဲ့ဘိုင်းတွေကျွန်တော်တို့တေချာပေါက်ကျွန်တော်တို့ရဲ့ management တွေကြည့်ရနေရတယ်ဒီနေရာပဲဗျာတေချာပေါက်လုံးဝမလွယ်ဘူးဒါဒီနေရာကိုကျွန်တော်က data ကဘာ feelings မှမပါဘဲနဲ့ဒါအရှိတိုင်းကျွန်တော်တို့ကိုထည့်ပေးထားတဲ့အရာဆိုတော့ကျွန်တော်ဒီမှာဆိုရင် decision summary အနေနဲ့ဆိုရင်ကျွန်တော်ရှေ့မှာ post log တွေပါအဲ့မှာဆိုရင် skill လုပ်ခဲ့တဲ့ skill တကယ်ဟိုဖြစ်တဲ့ post က290ရှိပါတယ် improve လုပ်ရမယ့်အရာက10 post ရှိပါတယ်ကျွန်တော်ရက်ရမယ့် post ဒီ1 post ရှိပါတယ်ဆိုပြီးတော့မှဒါ summary ကျွန်တော်တို့ကိုပြန်ပေးတာနောက်တစ်ခါကျ confidence breakdown မှာဆိုရင်လည်းပဲ
confidence breakdown မှာဆိုရင်လည်းကျွန်တော်တို့ဘာပြောလဲဆိုတော့ဒါ confidence high ပေါ့နော်ဘာလို့ဆိုတော့ရက်ကြာပြီးတော့မှကျွန်တော်တို့လုပ်တဲ့ဒါ6 months ပြီးတဲ့အချိန်မှာလုပ်တဲ့အရာဒီ299ခုရှိတယ်ကျန်တဲ့ဟာတွေတော့မရှိဘူးပေါ့နော် BDN နဲ့လုံးနဲ့တော့မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီ report ဒီကျွန်တော်3လနေမှာကျွန်တော်လုပ်တဲ့ report ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်နောက်ကကြာ smart KPI အနေနဲ့ဆိုရင်ကျွန်တော် average top score ဒီကျွန်တော်10ရတယ်နောက်တစ်ခုကကြာ average ပဲရတဲ့ဟာဒီ10ပေါ့နော်ဆိုတော့ skill rate ဒီဒါ97% ရတယ်ဆိုတော့ high confidence rate ကကြတော့100% ရတယ်ဆိုတော့ဒါ smart KPIs ပါကျွန်တော်ဒီဟာတွေထည့်တာပေါ့နော်ဆိုတော့ဒါတွေထည့်ထားခြင်းအပြင်ကျွန်တော်တို့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာတကယ်ကျွန်တော်ဒီ data reporting မှာရောကျွန်တော်တို့ဘယ်လောက်ထိမှ accuracy rate မြင့်ပြီးတော့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကရော direction ဘယ်လောက်ထိတက်မှတ်နေတယ်ဆိုတဲ့အရာကိုဒီ score တွေကနေပဲကျွန်တော်တို့မြင်ရပါဆိုတော့ဒီမှာဆိုရင်ကျွန်တော် top skill ဒါ post ပေါ့နော် top skill post ဆိုရင်ဒါ post ID ဘယ် post ကတော့ Facebook မှာ post ID ဘယ်လောက်ကတော့ Facebook မှာဒါဒီ carousel content type ဖြစ်ပါတယ် offer အဖြစ်ဆိုရင်တော့ pillar အဖြစ်ဆိုရင်တော့ offer ဖြစ်တယ်ဆိုတော့ title ကဘယ် post တာ confidence high ဘယ်လောက်ဖြစ်တယ် ဒါ decision က skill လို့ပြောတယ်ဆိုတော့ဒါမျိုးတွေပါကျွန်တော် top post ပေါ့နော် TikTok ရော Facebook ရောဒါတွေကျွန်တော်တို့ဒီမှာဒါကျွန်တော်ထည့်တာမဟုတ်လူထည့်ရတာမဟုတ်ဒါ system ထည့်ရတာနောက်တစ်ခုကကြတော့ decision by platform လိုက်ကျွန်တော်တို့ကဘယ်နေဒါဆိုရင်ကျွန်တော်ဒါ Facebook မှာဆိုရင် skill ရခဲ့တဲ့ဒါ post က7 post ရှိတယ် improve လုပ်ရမယ့် post က4 post ရှိတယ်ကျွန်တော်ရက်လိုက်ရမယ့် post က1 post ရှိတယ် linking ရတယ်ဒီလိုပဲဆိုတော့ဒီမှာဆိုရင် auto recommendation ဆိုပြီးတော့မှထပ်ပြီးတော့မှဒါလောက်ထားတဲ့ဟာဆိုရင်လည်းထိုနည်း၎င်းပဲbest platform ဖြစ်နေကျွန်တော်တို့ကဒါ awareness တွေရော engagement တွေရော CTR တွေရောကောင်းနေတဲ့ platform တွေ TikTok weakest က Facebook ဆိုတော့ skill count အနေနဲ့ highest ဖြစ်နေတဲ့ skill platform တွေ TikTok ဖြစ်ပြီးတော့မှ best case candidate best case post ပေါ့နော်အဲ့ဒါ final week push ဆိုတဲ့ဟာဟိုဒီပတ်ထဲမှာပဲနောက်ဆုံးကန့်သတ်ထားတာမို့လို့ဒီပတ်ထဲပဲလာယူလိုက်ပါအဲစသဖြင့်ပေါ့နော်အဲ့တော့ဒီ auto recommendation မှာတခါလဲသူစီမှာပါပြီးသားဆိုတော့ဒါတွေဒီလူကနေပြီးတော့မှ feelings တွေပါပြီးတော့ထည့်တာရယ် reporting မဟုတ်ဘူးဘာ feelings မှမပါဘဲနဲ့ data တွေပေါ်မှာပဲအခြေခံပြီး system ကသူ့ဘာသာသူအလိုလိုဒါမှန်မှန်ကန်ကန်တွက်ချက်ထားတယ် reporting ဖြစ်တယ်ဆိုတော့ dashboard လည်းထိုးနေ၎င်းပဲဒီမှာဆိုရင် weekly reach trends တွေကျွန်တော်တို့မြင်ရမယ်ဒီမှာဒါတွေအကုန်လုံးဒါတွေဒီဒါ system ကနေတွက်ချက်ပေးထားတဲ့အရာတွေဒါ monthly list တွေအကုန်လုံးမြင်ရမယ်နောက်ကကြ executive summary ဒါမိတ်ဆွေတို့ဒါဒီ executive summary ကအစဒါဒီ system ကတွက်ပေးရတာဆိုတော့ key wins အနေနဲ့ best platform ဒီကျွန်တော်တို့ TikTok ဖြစ်တယ် top skill candidate ဆိုတာဒီနေရာမှာကျွန်တော်က post ကိုကျွန်တော်ကရေးထားတာပေါ့နော်ဘယ် pillars ကလဲဆိုတော့ final week push ကတော့ဒါအောင်မြင်ဆုံးဖြစ်တယ် high skill count ဆိုရင်ဒါ TikTok မှာအများဆုံးဖြစ်တယ် key issue အနေနဲ့ဘာရှိမလဲဆိုတော့ weakest platform ဒီကျွန်တော် Facebook ဖြစ်နေတယ် postmark stop ဒီကျွန်တော်တ post ပဲရှိတယ် low confidence post ကတော့ဒီနေရာမှာကျွန်တော်ဒီ date ဒီဒါဒီ report ဆိုရင်ကျွန်တော်3လနေမှာလုပ်တယ်report ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ data accuracy အပြင်ပတ်သက်လို့ဒါ confidence ကနည်းကြမရှိဘူး0ဖြစ်တယ်အဲ့တော့ဒီမှာ recommended action ကအစ recommended action ကအစဒါဒီဘာလုပ်လာလဲဆိုတော့ကျွန်တော်ဒါ system ကပဲထုတ်ပေးတာကျွန်တော်ထည့်တာမဟုတ်ဘာလဲဆိုတော့ scale more of the winning format on TikTok မှာထပ်ပြီးတော့မှ winning format တွေကျွန်တော်ထပ်ပြီးထပ်တင်ရမယ်ဒါကျွန်တော် who's နဲ့ CTA ကိုဒါကျွန်တော်တို့ lowest scoring platform မှာပို့ပြီးတော့မှအားစိုက်တော့တာ lowest scoring platform ကကျွန်တော် Facebook ဖြစ်နေတယ်အဲ့ဒီနေရာမှာ who's တွေ CTA တွေကျွန်တော်တို့ပို့ပြီးတော့မှထပ်ပြီးစူးစမ်းရမယ်အဲ့တော့ Reddit 1 to 2 content angles ဒီကျွန်တော်တို့ဘာလဲဆိုတော့ improve လုပ်ရမယ်ဆိုတော့ဆက်ပြီးတော့မှ discontinue လုပ်ခင်မှာကျွန်တော်တို့ဆက်ပြီးတော့မှ improve လုပ်ရမယ်ဆိုတဲ့အရာတွေပေါ့နော်ဆိုတော့ဒီ executive summary ကြီးကဘာလဲဆိုရင်ဒါသူ့ဘာသာသူတွက်ချက်ထားတဲ့အရာတွေဖြစ်တယ်အဲ့တော့ပြန်ပြီးပြောပြမယ်ဆိုတော့ပထမဆုံးဒါကျွန်တော်တို့ဒီမှာဆိုရင် user guide ပါမယ် setup ဒီကျွန်တော်တို့ဘယ်ရက်မှာဒီ report ကိုလုပ်ပါတယ်ဆိုတဲ့အရာတွေပါမယ်ကျွန်တော်တို့ပြောင်းရမယ့်နေရာထည့်ရမယ့်နေရာ manually သုံးရမယ့်နေရာဒီနှစ်နေရာပဲရှိတယ်ကျွန်တော်မိတ်ဆွေထည့်ရမယ့်နေရာဒီ push log နဲ့ weekly account import နဲ့နှစ်နေရာပဲရှိတယ်ဆိုတော့ဒီဟာမှာဆိုရင်လည်းအရင်တုန်းကလိုမျိုးမိတ်ဆွေဒီ
CTR rate တွေ engagement rate တွေကိုဒါကိုယ်တိုင် manually ပေါင်းလို့မြောက်စားဒါမှမဟုတ်လဲ formula တွေထည့်ပြီး formula တွေလုပ်ပြီးတော့ထည့်ကြရမလို့ဒီ post log တွေအရင်တော့မိတ်ဆွေလုပ်ထားတဲ့အရာတွေထက်လုပ်ခဲ့ဘူးတဲ့ reporting ပုံစံတွေထက်အများကြီးတာလွန်ပါတယ်အများကြီးအဆင်ပြေပါတယ်အများကြီးdetail ကြပါတယ် accuracy လည်းအများကြီးရှိပါတယ်ဆိုတော့ efficiency လည်းအများကြီးရှိတယ်ဆိုတော့ဒီဟာနဲ့ကျွန်တော်ဒီနှစ်ခုကိုထည့်ရုံကလည်းကျွန်တော်တို့အချိန်ခဏအတော်တွင်းလေးမှာကျွန်တော်တို့ဒီ executive summary ဒီကျွန်တော်တို့ weekly report monthly report platform analysis content analysis smart insights dashboard executive summary မိတ်ဆွေကအကုန်လုံးကို system နဲ့တွက်ချက်ပြီးသားရသွားပါလိမ့်မယ်ဆိုတော့ဒါဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါကျရင်ဒါမသိရရှရင်ကျွန်တော်လာမေးလို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကို DM မှာဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်